ယူကရိန်းနိုင်ငံကရွာလေးတစ်ရွာမှာတာမန်တင်ချဆရာတယောက်ရှိခဲ့တဲ့သူ့နာမည်ကမီကိုလာသူကစစ်ပွဲနဲ့တနက်တွေကိုအယမ်းမုန်းတဲ့လူတစ်ယောက်ပဲဒါပေမဲ့တနေ့မှာတော့သူ့ဘဝကိုအပီးတိုင်ပြောင်းလဲသွားစေတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့တယ်။အဲ့ဒီနေ့ကစပြီးတာမန်ဆရာတယောက်ကနေရက်ဆက်တဲ့စနိုက်ပါတစ်ယောက်ဖြစ်သွားခဲ့တယ်။မီကိုလာဟာသူ့မိန်းမနက်စတီယာနဲ့အတူပျော်ရွှင်စွာနေထိုင်နေခဲ့တယ်။နက်စတီယာကတစ်သားရုပ်ထုတွေထုလုပ်တဲ့အမှုပညာရှင်တစ်ယောက်ဖြစ်ပြီးမီကိုလာကတော့ကျောင်းမှာတင်ချတင်ပေးတဲ့ဆရာတစ်ယောက်ပဲ။ကျောင်းသားတွေအားလုံးကသူ့ကိုချစ်ကြပေမဲ့အဘုံဆိုတဲ့ကျောင်းသားတစ်ယောက်ကတော့မီကိုလာကိုအမြဲစနှောက်လေးရှိတယ်။အဘုံကချမ်းသာတဲ့မိသားစုကဖြစ်လို့မီကိုလာရဲ့အဝတ်စားနဲ့အတွင်ပြင်ကိုအမြဲလောင်ပြောင်နေခဲ့တယ်။ဒါပေမဲ့မီကိုလာကစိတ်ရှိတဲ့သူဖြစ်လို့ဘယ်တော့မှစိတ်မတူခဲ့ဘူး။တနေ့မှာတော့ရုရှားကယူကရိန်းကိုတိုက်ခိုက်လိုက်ပြီဆိုတဲ့သတင်းကိုမီကိုလာကြားလိုက်ရတယ်။အဲ့ဒီညမှာပဲသူ့မိန်းမကကိုဝင်ရှိနေပြီဆိုတာသိလိုက်ရတော့မီကိုလာအယမ်းပျော်သွားခဲ့တယ်။သူတို့နှစ်ယောက်အနာဂတ်အတွက်အိမ်မက်တွေပြောပြီးပျော်ရွှင်ခဲ့ကြတယ်။နောက်နေ့မှာကျောင်းသွားတဲ့လမ်းမှာမီကိုလာကမသိတဲ့စစ်သားနှစ်ယောက်ကိုတွေ့လိုက်တယ်။သူတို့ဝတ်ထားတဲ့ယူနီဖောင်းကယူကရိန်းစစ်သားတွေရဲ့ယူနီဖောင်းမဟုတ်တာကြောင့်အနှဲငယ်တန်တရားဝင်ပေမဲ့အရေးမထားခဲ့ဘူး။ဒါပေမဲ့ကျောင်းရောက်တဲ့အချိန်မှာတော့ကျောင်းသားတစ်ယောက်မှမရှိတော့ဘူး။ဒီသတင်းမှာရုရှားစစ်သားတွေယူကရိန်းထဲဝင်ရောက်လာပြီဆိုတာကြေညာနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲမီကိုလာသူ့မိန်းမအတွက်စိုးရိမ်သွားပြီးအိမ်ကိုအမြန်ပြန်ပြေးခဲ့တယ်။ဒါပေမဲ့အချိန်မမီတော့ဘူးအိမ်ရောက်တဲ့အခါရုရှားစစ်သားနှစ်ယောက်ကသူ့မိန်းမကိုရိုက်နှက်နေခဲ့တယ်။မီကိုလာဝင်လာပေမဲ့သူ့ကိုပါရိုက်နှက်ကြတဲ့ကျွန်တော်မိန်းမကိုဝင်ရှိနေပါတယ်လို့တောင်းပန်ပေမဲ့ဘယ်သူမှမနားထောင်ခဲ့ဘူး။နောက်တော့ရုရှားစစ်သားတွေကအိမ်ကိုမိရှို့ပြီးထွက်သွားဖို့လုပ်တယ်။ဒေါသထွက်သွားတဲ့နက်စတီယာကကြောက်ခဲတစ်လုံးကောက်ပြီးစစ်သားတွေကိုပစ်လိုက်တယ်။အဲ့ဒီအချိန်မှာစစ်သားတစ်ယောက်ကတနက်နဲ့ပစ်လိုက်ပြီးနက်စတီယာကမီကိုလာရှိမှတင်တေဆုံးသွားခဲ့တယ်။မီကိုလာရဲ့ကဘာကြီးတစစီပျက်စီးသွားခဲ့တဲ့သူ့မိန်းမရောမွေးမလာသေးတဲ့ကလေးပါ။